အားလုံးပဲမင်္ဂလာပါမရှင်းပြလို့ကလည်းမရတော့ဘူးဗောနော်ရှင်းလို့ရှင်းကျွန်တော်အဲ့ fight တွဲလေးပေးပါလားပထမတော့ကျွန်တော်မရှင်းလို့နေနေတာအခုကတော့ကျွန်တော်ထားရှင်းပြမှပဲရတော့မယ်ဒီမှာဗောနော်ဘာတွေရေးထားလဲဆိုရင်ငွေလက်ခံဖြတ်ပိုင်းနဲ့ထမင်းဖြူကတပွဲ2000နှစ်ပွဲ4000ပန်းမွေးက2500နှစ်ပွဲ9000ချစ်မောင်ကျော်က2500နှစ်ပွဲ9000အမင်းနက်ကတပွဲ9000လေးပွဲ2000ပဇွန်ဟင်းကတပွဲကို6000သုံးပွဲ18000ကျက်သားဟင်းကတပွဲ9000စဉ်းစားကြည့်ဗျာ96,500ဒီပါရေးတာပေါက်ချတစ်စောင်းနောက်တစ်စောင်းကကျတော့နေသက်တပငါ4000အမြောက်1000နဲ့ဒီမှာပေါက်ချတစ်စောင်းမရှင်းဦးနေပြန်တော့လေကျွန်တော်တက်ကိုရှင်းရတယ်ဗောနော်ဒီပေါက်ချဇလန်းတွေကိုအဲ့ဒီပေါက်ချနဲ့ပတ်သက်ကျွန်တော်ကတော့ Area ဇာ Area ဇာ Premium Custom Dealer က wow ဆူတ်အမှန်ကန်တွေရှက်အမှန်ကန်တွေဘောင်းမီအမှန်ကန်တွေကျုပ်ချင်ပါကအခုဝတ်ထားတော့ပစိုးလက်လိတဲ့ထပ်လာပန်နေ64နေ66တွင်ဖွင့်လိုက်တာပြီဖုန်းနံပါတ်ကတော့399599 9368ဖြစ်ပါတယ်ကျွန်တော်ကတော့အမြဲပြောနေလို့ပဲ wow ဘိုင်